ကလာဒီနေ့ကျမတကယ်ကြီးပြတာရဲ့လက်ဆောင်လေးဖောက်ပါဆိုတော့ကျဲလေးပါသဲပုံပါဒီတော့ခုနကဒီလိုပဲပါတော့ဒီလိုလက်ဆောင်ဟာဆိုင်ကိုစာတွေကစရိကလည်းဖြစ်တယ်စရိကဖြစ်နေဟုတ်တယ်မလားစာရီကပါစရိကနေလို့ကြည့်စို့ရအောင်ဘာလို့အီဘာလို့ဟာကြည့်ကြပါဦးအဲ့လိုပြောင်းလို့ဒီနေ့လည်းအီလေးနဲ့ခလေကားလေးရောင်းလို့တန်လေးပဲတမရအောင်ရှိပေါင်မို့ပေါ်ရတော့ပေါင်မို့ပါစားကြပါဦးဒီအမ်ပါရီအိုးကျမလူဒီဆိုရလေကြည့်ရအောင်ရိုက်ကလေးဆိုစတိကရဲလို့အဲ့ဒါတကယ်ပြီးတော့ရှင်နိုင်6မိနစ်ထိုးလေပြီဒါပါပဲစင်တယ်အေးနော်ပြပြီးဆဲတို့လက်စားပြီးလေတီးပြီးပဲတော့ကြာတာလက်စားတော့ဒီကကျမကိုကြည့်ကြည့်ပြောပဲစကားပါပါတော့ခမကြကြတော့ alright bye bye